မင်္ဂလာပါဒီနေ့ blind box လေးဖောက်ပြမှာပဲဖြစ်ပါတယ်ဒါ blind box လေးလဲဆိုတော့တဒါဟုတ် sorry ပါအဲ့လိုတောင်းပါမယ်ခုမှအလင်းရဝယ်လာတယ်အဲ့နဲ့ကဲလိမ့်ပါလိမ့်ပါမျိုးရရနော်ဟုတ်ပါရဲ့ပကြီးလေးလည်းဒီမှာရှင်းပိုင်blind box တရားလေးဒီလားအခုရပိုင်းပိုရောင်းရအောင်မှာဒီလား Yuki ဆိုရဲ့ဆိုင်တို့အဲ့လိုလေးကုံလုံးရန်လေးဈေးတက်မှာလေဟုတ်ပါရဲ့ဖောက်ပါမယ်လောလောဆယ်စစ်တယ်နော်ဒါကတော့အတူပါနော်ဒါကကြောင့်မြန်မာနိုင်ငံပဲဝယ်တာသူတို့ရှီက blind box အများစုကသူတို့ရှီက blind box အများစုကထိုင်းရပဲမှာတာပါအဲ့ဒါကြောင့်မို့ quality လည်းကောင်းတယ်အတူတွေဖြစ်မှာလည်းမစိုးရင်အောင်ပေါ့နော်ဒီမှာကျူအကုန်မပါဘူးဖြုတ်လိုက်တာကျူအကုန်ဒီမှာပါတယ်ဒီမှာပါတယ်ဒီမှာဖြုတ်လိုက်တာပေါ့နော်ဒီမှာဒါလေးတော့ရှိတယ်ဟုတ်တယ်သူကအဲ့လိုလေးပါအစစ်မြန်းရမ်းတိတာတိလားမြင်အောင်ရိုက်ကြည့်ကြအလင်းအိမ်ဟာကြောက်တန်းမျိုးရွှေကုန်းရက်ကွက်အောင်မင်္ဂလာ6လမ်းပါ6လမ်းမှာပေါ့နော်အဲ့6လမ်းမှာရှိပါတယ်ရှင့်ဟုတ်ပါတယ်ရှင့်ဒါဆိုရင်စပြီးတော့ဖောက်ပါမယ် Let's go to blind box 10အောင်ပြတဲ့ Let's among sand with me Okay အင်းမီမာနေမို့လောက်မယ်ဒီမို့လုံးမတတ်မယ်အင်းနီမီနီမာအဲ့လိုအင်းနီမီနီမာနီခဏလေးခဏတို့ပါပြမယ်လေ Oh sorry နာလီလိုကန်ရအောင်မယ်လား sorry ပါအင်းနီမီနီမာနီမို့ဤဘလန်ကိုရွေးပါစို့မဟုတ်တာကြဒါဆိုရင်ဒါကနောက်ဆုံးပေါ့နော်ဒါထက်လောက်မယ်လားဤနီဒီဘက်ကစားမယ်ဒီဟာဤနီမီနီမာနီမို့ဤဘလန်ကိုရွေးပါစို့အသေးလေးပါအဲ့ဒါဒါဒုတိယနော်ဒါရဒါပထမအသေးလေးကြာလေမဟုတ်ငါအဲ့လေအသေးလေးကြာအဲ့လေဒါလေးခုနကဒါကြလို့အဲ့လေဖဲ့တယ်လေဒါပထမဟာပြဒါလေးကနောက်ဆုံးမှာလေးစဖောက်နော်ဒါရနောက်ဆုံးမှာဖောက်ချင်းတယ်သဘောကျလားပြီးရင်တော့ဒါဆို frozen ပြောမယ်ပေါ့နော်ဒီဟာမလို့ခြင်းဘူးဒီဟာမလို့ခြင်းဘူးဒီဟာလည်းမလို့ခြင်းဘူးဒါလည်းမလို့ခြင်းဘူးဒါလည်းမလို့ခြင်းမဟုတ်အလိုခြင်းဆုံးကဒါ fact ဒါ second ဒါ third ပဲဖြစ်ပါတယ်ကျမတို့မှာ nickname ရှိရပေါ့နော်ကျမနာမည်ကကြတော့ frozen စွနာတော့ကသူ့နာမည်ကကြတော့ဆိုဖီယာပေါ့နော်သူကအခုရေကြွားတော့ပါပဲသူ့ကိုခဏစောင့်လိုက်ပါဦးမယ်ဒီမှာတူလာပြီသူ့နာမည်ကဆိုဖီယာပေါ့နော်ကျမနာမည် Frozen ကပြောပွားပြီပေါ့နော်တွေ့မပြောတော့ဆိုဖီဘာလေးလို့ကျင်လဲဆိုပြမယ်နော်သူ့ကိုဆိုဖီဟုတ်ကဲ့လေအေးအလင်းဒီကျကဒါမလို့ကျင်အကြိုက်ဆုံးကိုလည်းပြောပြီးဒါမလို့ကျင်ဘူးမလို့ကျင်တာတော်များနေโอเคဒီဟာက3ခုလုံးလို့ဒါ4ခုလုံးလို့ကျင်တယ်အလိုကျင်ဆုံးလေးတစ်ချက်ဒီထဲကကြတော့အလိုကျင်ဆုံးအလိုကျင်တော့2ခုဘာလို့2ခုပါဒီဟာလေးကကြတော့Sagittarius ပါ Sagittarius ရဲ့နင်းဆိုရစားပါ Aquarius Sagittarius ကိုနေပါလို့ဖေငါလီယိုပါရင်ပေးโอเคအဲ့ပဲတည်ငါလီယိုပါသူ့လီယိုပါရင်ပေးရမှာဖတ်ပါမယ်1 auto a တောင်းဝမ်းပါ1ရှိတူလေး1 2 3ချဲချလိုက်မယ်နော်ဒီချာပြပွင့်သွားရှိတူလေးတယောက်ကတယောက်ကြည့်မယ်
ကြည့်ဝိုင်း ပြဲမှာပေါ့ဆွဲရမှာမပါဘူး ဟုတ်ဒီတိုင်းပဲပြလိုက်စကားကြီးပိုင်းပြောနေ โอเคလို့โอเคပြီပြီသူတို့မပြတော့ဘူးသူတို့လည်းရင်ခုန်လို့ရမပြတော့ကဲလို့နင်းဖတ် သူ့လည်းပြရတော့နော် ဘာလဲနေတော့မမတော့ နည်းနည်းပဲပြထားမယ်နော်ဗာလေးလဲစာကြံ ဇနေဟာ ဖြစ်ဖြစ် ဒီဖောက်ပါမယ် ဟာလာပြနေ ဒါဆိုဒီဖောက်မယ် 1 2 3ဟဲ့ဒီကနေဟာလေး ဝါတောင်းလုံးခံရရဆိုဟာလေးဒါလေး ဒီမှာလေးပါထူမန်ထူ လီ ပန် ဘရာလေးပါ မိုင်မှာပါထူမန်ထူပန်လေးပါမရောရင်ဒီမှာကျူကောလေးရိုက်သွားပါမြန်လေးနင်းကမှကျူကောပါ ပါဒီမှာပဲပါ ကျူကောပါ serious sign for a libra ဒါလေးပါပါပါရဲ့တန်း လေးပါ ဈေးလက်တန်နေကို့ဘာချင်းနဲ့ကြိုက်တာလေးကိုမဖောက်ချင်တော့ဒါလေးပဲဖောက်ပါမိုင်းဆိုစီးရဲ့ထောင်ကနန်းပဲရှိရဲ့ပြီးတော့အထက်မှာဘယ်လိုပါမလဲတော့မသိဘူးမိုင်းဆိုစီးရကတည်ရလေတော့အကြီးရတော်ဈေးကြီးရလေဟုတ်တယ်မလားကျွန်တော်လည်းတိကြမှာအကြီးရတော်ဈေးရခဏလေးယူရဲ ယူရတိမှာ ဒါဆိုလို့ရှိရင်ကိုယ်စင်လို့တွေနောက်ထပ်တစ်ပေါက်ထပ်ပြီးတော့ဖောက်မယ် ထည့်လိုက် ဟုတ်တယ်ပုတ်တော့အလင်းရပိုင်းမောက်လေးလေဒီလေးတင်းနေဒါလေးရအခုဗာချန်နဲ့အလိုက်ဆုံးပဲကိုကဒီလိုမျိုးကျမတို့လိုမျိုးလိုက်လာကားတဲ့တဘူးဝယ်မယ်အစားဒီလိုမျိုးဟာဘောက်လိုက်ဝယ်လိုက်အေးအတန်ဆုံးပဲအများကြီးလဲဖောက်ကြရနော်ဘောက်လိုက်နေဆိုတော့12ဘူးလားမသိဖောက်မယ်လဘူးဘူးမကြရင်ရပါ ဟုတ် တယ် တယ်လဘူးလုံးဝမကြိုက်ဘူးလဘူးကြိုက်ရင် get way ပေးမယ် ဟုတ်တယ်ကဘွေးပေးပါကြံနာ ဒေါ်ဝီဘိုင်ကလေးကိုခံမှာပေါ့ဆိုဒါလေးတပူပဲမှုလေ ဟုတ်တယ် အခုဆိုကြောက်တန်းမှနေရဖြစ်ပါရဲ့အားကြောင့်ကြောက်တန်းတွေပဲ get way ပြောမှာပါ ဟုတ်ပါ ပြောရတဲ့ဒီ get way ပေးမယ်လားဒီတဲ့ရွှေကုန်းမှနေရတယ်တော့အားကြောင့် ရှိကောင်းမဟုတ် ဗလီကြစမ်းနေပါလေ ဟုတ်ကဲ့ ရလာရောဖောက်တော့ပါဂျမနိုင်း သူရဆိုင်နှစ်ခုဖောက်လိုက်ရတဲ့ပုံမှာနိုင်မသိလားဂျမနိုင်နဲ့တူတာကိုပြောကွာသိရလား ထုတ်လို့မရဖြစ်နေတယ်ဟဲ့ပါလေ ဟာလေးပါညနာလေးကအီအီလေးလား ထွေးနေ လေးကအီအီလေး what the hell what the မျက်နှာလေးရတော့တကယ်ဘလိုင်းမောင်မျက်နှာကြီးလို့အသားလေးဒါမဲ့တော့နည်းနည်းတော့အီရယ်ထောင်ကနန်းတော့ဒီချိန်လေးတွေ့လို့ရတယ် ဟယ်လို ဒီချိန်လေးကတွေ့ပြီးသားပါတယ်အလင်းမှာရှိပါရဲ့ညာကြီးပဲရှိပါသေးတယ်တပောက်ရောင်းရမ်းကောင်းတယ်ရောင်းရမ်းကောင်းတယ်ရောင်းကောင်းနေတယ်ဆိုရင်တော့ အခုဖောက်တဲ့ဥစ္စာကြီးအကောင်လုံးအလေးမှာဝယ်လို့ရပါတယ်နော် ဟုတ်ပါရဲ့ အမေအခုလောလောဆယ်တော့ အခုမှဝယ်လာပေါ့နော်ကျမတို့ကကြတော့ အခုလောလောဆယ် နော် တော့ တိတ်တော့မရှိသေးဘူးဘာလို့လဲ ဒါတော့မှနည်းနည်းလေးရှိလို့ဒီဟာလေးပဲဝယ်ရ ဒီလိုက်လာကားထမ်းနဲ့ဒီဟာဒီကောင်းနေဒီရရနှစ်ဘူးပဲအလင်းရဝယ်လာဒီနှစ်ခုကကြတော့အိမ်ဈေးထဲမှာမျက်မှန်ဆိုင်ဆိုတဲ့ဆိုင်နော်အဲ့ဝယ်လာပါဟုတ်ပါဘူးမျက်မှန်ဟုတ်မသိတော့ ဟုတ်တယ်မြတ်မ ဒီဟာဒီနှစ်ဘူးပဲ အားလုံးကိုကြောက်တမ်းမှနေတဲ့သူတွေကတော့တိကျမြတ်မ မှန်ဆိုင်နေမှာအများကြီးပဲလေ
မမှန်နိုင်ဆိုမျက်မှန်ရောင်းနေဆိုင်တော့မဟုတ်ပါ ဒါလေးတွေပါဒါလေးကလိုချင်ဆုံးပါဒါလေးကဒုတိယပါဒါsecond and then ဒါလေးကတာဒါလေးမလိုချင်ဒါလေးပဲမလိုချင်ကျန်တာအကုန်ရ secret ကလွယ်secret ကလွယ်ရင်လည်း လိုချင်တာပဲပြောမယ်ဒီ3ခုလိုချင်တယ်ဒီ3ခုလိုချင်တယ်ညာဒီ2ခုရဒီ2ခုရဒီ3ခုရလိုချင်တယ်အဲ့ထက်မှလိုချင်တော့ဒီ3ခုဒါ fat second ဒါတော့ အဲ့ဆိုနေမလို့ကျန်တာနေမပြောရအောင်လို့ပေါ်နေပြီဟာ ဒီတော့ကျန်တာမပေါက်စီနေနော် အဲ့ဆိုတူမလို့ကျန်တာကျမသိပါပြီ စဖောက်မယ်ပေါ့နော် ဆိုဖောက်မင်းလဲဝိုင်ဘက်ကဖောက်ဘက်ကဖောက် ပြေးပါ ဒီဖြဲလိုက်ဘယ်နဲ့နေဖြဲလိုက် ဒီခေါက်ကမကြည့်နဲ့ ခဏနေအောင်လေငါကြည့်မှနေကြနေမကြည့်မှာနင်ကဘာလိပောက်မယ်ငါဒီတိုင်းလေးပဲကြည့်လိုက်မယ်ကအုံနေတော့မပြောတော့ဘူး အဲ့စဖောက်မယ် 那阿爸လေးပါချမ်းလိုက်မယ် ဖောက် လေးလေပါရလေးဆွဲလိုက်မယ်နော်ရိုးရိုးလေး ဝတ်တာ ကြိုက်ကြတာလေးတဟာလေး ကော ရမ်းကြိုက်တယ်မွေးရပဲစစ်စရာလေးပါ တကယ်ချင်းနေအောင်ဆုံးတွေ့ကြ ဒါလေးကယောက်ျားလေး ဒါလေးကမင်္ဂလိ fine okay နော် သူနဲ့ကြတော့ boyfriend ပါသူကကြ girlfriend အားလုံးပဲ bye mama see you next video အတိုင်းဆုံးရရလေးပါ ဟုတ်ပါတယ် see you next video